အားလုံးပဲမင်္ဂလာပါခင်ဗျာ Full People Advertising Group မှကြိုဆိုပါရစေမိတ်ဆွေများကိုလိုက်လံပြသပေးမဲ့မြေခွက်လေးကတော့ပြည်ဦးလင်မျိုးတဲနဲ့အနီးဆုံးမှာရှိတဲ့ရက်ကွက်ကြီးခွန်ရွာတစ်ကလေးမြေခွက်လေးဖြစ်ပါတယ်အခုလိုက်လံပြသပေးမဲ့မြေခွက်လေးကတော့ရွာတစ်ကလေးဗန္ဓုလလမ်းသွယ်3မှာတည်ရှိတဲ့မြေခွက်လွတ်လေးဖြစ်ပါတယ်ခင်ဗျာဒါကတော့ဘေးပတ်ဝန်းကျင်အနေထားလေးပါပတ်ဝန်းကျင်လည်းအလွန်တန့်ပါတယ်နေထိုင်ရလည်းအလွန်စင်ပြေတဲ့မြေခွက်လေးဖြစ်ပါတယ်ချမ်းအရှိမျက်နှာစာကတော့ပေအကျယ်50ခွန်နောက်ကို130ဟိုဘက်ချမ်းကတော့80 35ပေအကွက်လေးဖြစ်ပါတယ်ရက်ကွက်မြေဖြစ်ပြီးတော့ဂရန်လျှောက်ထားလို့လည်းရတဲ့မြေမျိုးစားလေးဖြစ်ပါတယ်ခင်ဗျာလမ်း3ဘက်ပွင့်ပြီးကားဝင်ကားထွက်အလွန်အဆင်ပြေပါတယ်ဒီမြေခွက်လေးကဈေးနီးကျောင်းနီးဖုံကျောင်းနီးဗလီနီးတဲ့မြေခွက်လေးဖြစ်ပါတယ်လူကြီးမင်းတို့နေရာထိုင်ရတာလည်းအလွန်အဆင်ပြေမှာဖြစ်ပါတယ်ဒီမြေခွက်လေးကိုလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Full People Advertising Group ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်